ကျွန်တော်မိတ်ဆွေ9သားသမီးအားလုံးမင်္ဂလာပါအပတ်စဉ်အင်္ဂါနေ့တိုင်း9သားသမီးရဲ့တပတ်စာကံညီမလေးတွေအများအားပြောပြီးပေါ့နော်အခုတော့မှဂျာရမီသားသမီးတွေအတွက်လှည့်ရောက်ဂျာမီသားသမီးတွေအပေါင်းလေးနဲ့အတဲပြီး share ပေးပါအင်္ဂလိပ်လို30ရက်9လပိုင်း2025နဲ့6ရက်10လပိုင်း2025ဒီတပတ်စာကံညီမဟောကင်းပြီးပြောပြီးပါကဲဂျာရမီသားသမီးတွေရဲ့ကံညီမအစုကောဂျာမီသားသမီးတွေဒီတပတ်တာကာလတွေမှာဝိနေရထိုင်နေနဲ့တိုက်ခန်းနေနဲ့ပတ်သက်ပြီးတော့ဝင်ဖို့လို့ရှိတယ်ပေါ့နော်တိုက်ခန်းနေဝယ်ပြစ်မယ်ဒါမှမဟုတ်လို့ရှိရင်အိမ်တွေဝယ်ကျင်တာခြံတွေမြေတွေဝင်ဖို့လို့ကိစ္စတွေရှိတယ်။နောက်တစ်ခါဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းအမတန်ကံကောင်းတဲ့အချိန်ခါကာလပါပဲတဲ့။ဗုဒ္ဓသားမင်းရဲ့ဒီတပတ်တာကာလမှာအလှူဒန်းတွေပြုလုပ်ရမယ်ဗျနော်ဗုဒ္ဓသားသမီးတွေမိမိပတ်ဝန်းကျင်မှာလည်းအဲ့ဒီလိုအလှူနမိတ်တွေတွေ့မယ်ဆိုရင်နဲ့ထီတွေထိုးပြပါဗောနော်။နောက်တစ်ခါဗုဒ္ဓသားသမီးတွေကမိမိအဖို့တန်တဲ့ပရိဘောဂပစ္စည်းတွေနော်ဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အတိအစမ်းမျိုးတွေပေါ့နော်ရရှိလာတတ်တဲ့လက်ဆောင်တွေရတယ်လို့မျိုးလည်းဖြစ်မယ်။အရေးကြီးတဲ့စာချုပ်ချုပ်တဲ့အခါမှာလက်မှတ်ယူထိုးတဲ့ကိစ္စလေးတွေမှာအထူးတော့တတိထားပါနော်ပြဿနာခက်ခဲလေးတွေတဲ့ကျုံဝတ်တဲ့စွန့်တဲ့သူမြတ်ပြဿနာတွေမိမိကောင်းပေါ်မရောက်အောင်အထူးတလဲပြီးစိုက်ဖို့တတိထားဖို့လိုတယ်ဂျာမီတာမီယာဒီလိုမိမိလက်ညှော်ထားတဲ့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ပြန်လဲပြီးတော့တောင်းဆိုတဲ့အခါမှာအထင်မော်တွေဖြစ်တတ်တယ်နော်ရဖို့တွေနည်းနည်းကြမ်းကြတတ်တယ်ပေါ့နော်လက်ရှိလုပ်နေတဲ့အလုပ်ထဲမှာလဲအလောက်က2မျိုး3မျိုးလောက်လုပ်နေတာအဲ့တော့ခရီးတွေနဲ့ပတ်သက်ပြီးတော့2ချိန်3ချိန်လောက်လည်းထွက်တတ်တယ်တဲ့နော်အဲ့တော့ရန်ဝင်းမှာရှိနေရွှေမျိုးသားချင်းတွေကိုအမြဲတမ်းမကြာခဏကုညီထောက်ပံ့ပေးနေရတဲ့အချိန်ခါကာလပြပဲနော်အဲ့တော့မီးနဲ့ပတ်သက်တဲ့ကိစ္စလက်စစ်မီးနဲ့ပတ်သက်တဲ့ကိစ္စတွေနော်တန်မိုးရှိတဲ့ပစ္စည်းကမိမိရင်ထားတွေနဲ့ပတ်သက်ဒီတပတ်တာကလည်းပါအထုတတိပါပျောက်တာရှာတာအခုခံရတာတွေနော်တတိထားမယ်မိမိကိုယ်တိုင်ကားတွေနဲ့ပတ်သက်တော့မောင်းကားအစည်းအပုံစံဖြစ်တတ်တော့ကြာပြီးသားမိတွေအထူးတလေဂိမ်းဆိုင်ဖို့လိုအပ်တယ်မိမိနေအိမ်မှာပေါ့နော်ထိပြက်ဖနှက်ပြက်တွေရှိတယ်ဆိုတော့အများဆုံးစွန့်ပစ်လိုက်ပါဒါလည်းရှိနေရင်အစိုးအညံ့နေအခက်အညံ့တွေကပိုးပြီးတော့များစီတယ်ပေါ့နော်နောက်တစ်ခါဝင်လာမဲ့လက်လာပါတွေကလည်းနှေးကွေးပြီးတော့လက်လာပါတွေကလည်းပိတ်တယ်လို့လက်တီကလည်းနည်းတယ်နော်အဲ့တော့တတိထားမှာလုပ်ငန်းနိုင်ငံတွေနဲ့ပတ်သက်ပြီးတော့အခွင့်လန်းထူးထူးခြားခြားပေါ်မယ်အလုပ်တွေပေါ်လာလို့လှုပ်ချင်တဲ့စိတ်ဖြစ်လာလို့ရှင်ထလို့ပါအောင်မြင်တိုးတက်မယ်ကြီးပွားမယ်ချမ်းအဲ့တော့ဒီဘက်တာကလည်းအရေးကြီးတဲ့ပုံကိုယ်တွေနဲ့ပြောဖို့ဆိုဖို့ဆောင်ရွက်เสียရှိလို့ခရမ်းရောက်ပါတဲ့အဆောင်လေးဒါမှမဟုတ်အဝတ်ထည်လေးဝတ်ပြီးတော့သွားမယ်ပြောမယ်အဆင်ပြေမယ်အကျိုးပေးတဲ့ကဏ္ဍလေးကတော့9ကဏ္ဍ4ကဏ္ဍဖြစ်တယ်ငယ်ရတဲ့လူတွေနဲ့ပတ်သက်ပြီးတော့အချီးတွေနဲ့ပတ်သက်စိတ်ညစ်စရာစိတ်ပြင်းမှန်းတာဂျာအနှောက်ရှက်ဝင်လာပြီးတော့ပြဿနာတွေကျင်သွားအိမ်တော်ကြီးတွေနဲ့ပတ်သက်ပြီးတော့ရွှေမျိုးသားချင်းတွေကြောင့်အိမ်တော်ဘက်တွေနဲ့အစင်မပြေတတ်ဘူးဖြစ်တတ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တော့ခါကိုဒုက္ခပေးတတ်တယ်တဲ့